ကောင်းဆုံးဝယ်တဲ့အခါမှာအတွင်းမှာပြီးအရွေးမမစေဘူးဒီအချက်တွေကိုမဖြစ်မနေသိထားတင်ပါတယ်ပထမဆုံးအနေနဲ့ကိုယ့်အိမ်ကဘလို့စတိုင်ဘက်ကိုသွားထားလဲဆိုတာကိုသိထားတင်ပါတယ်ဒါမှလည်းကိုယ့်အိမ်ရဲ့စတိုင်နဲ့လိုက်ဖက်တဲ့ကော်တော်ဒီဇိုင်းမျိုးကိုရွေးချယ်နိုင်ပါပါမီနီမာလစ်စတိုင်ဘက်ကိုသွားထားရဆိုရင်တော့နှွေးထွေးမှုကိုဖော်ဆောင်ပြီးတဲ့အဝါနို့ခရင်ရောင်အထုံထားလာတွေနဲ့ separate shade design တွေကိုသုံးပေးတင်ပါတယ်modern style ဆိုရင်တော့ geometric ပုံစံ line ဖြစ်ပါတဲ့ပုံစံတွေကပို့လိုက်ဖက်ပြီးတော့အခန်းကို active ဖြစ်စေပါတယ် traditional style ဘက်ကိုသွားထားတဲ့အိမ်တွေမှာအနှုတ်ပန်းခတ်ပါတဲ့ design တွေကိုသုံးပေးတာကခန္ဓာထုတ်ပတ်မှုကိုပို့ပြီးတော့ရုံလုံးကျစေပါတယ် style နဲ့ design ကလည်းကိုက်ညီဖို့လိုတယ်လို့ site ကိုလည်းလုံးဝမေးထားလို့မရပါဘူးเนาะကိုယ့်ရဲ့အခန်းပေါ်မူတည်ပြီးအရန်မကြည့်လုံးအရန်မသိလုံးနဲ့အရွယ်စားဖြစ်ရပါမယ်ကော်စားရန်သိလုံးနေလည်းအခန်းကမပြည့်စုံတယ်လို့ဖြစ်နေတတ်ပါတယ် sofa တစ်ခုလုံးဟုတ်တာအောင် sofa ရှစ်တောင်ကိုတော့ကော်စောပုံမှာမဖြစ်မနေထားတင်ပါတယ်ဒါမှလည်းအဲကန်းကပို့ပြီးတော့အသက်ဝင်လာပါတော့မှာပါကဲဘဝမှာအတွေးမှမဝင်မဲ့မှန်ကန်တဲ့ရွေးချယ်မှုနဲ့ကိုယ့်ရဲ့ lifestyle ကို active ဖြစ်ချင်တယ်ဆိုရင်တော့ကြွေရကောက်ကို follow လုပ်ပြီးတော့အစစ်မပြတ်ဆောင်ကြည့်ဖို့တော့လိုမယ်နော်